ကောင်မလေးကဖိုင်ကိုပန်းအိုးပေါ်တင်လိုက်တာနဲ့ပန်းအိုးထဲကနေရတနာတွေရှေးဟောင်းပစ္စည်းတွေအများကြီးထွက်ကြလာပါတယ်။ကျွမ်းကျင်သူတွေကတော့ဒီပစ္စည်းတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း3000ကဖြစ်ပြီးတန်ဖိုးအဖြစ်တစ်နှစ်လောက်တန်တယ်လို့ပြောကြတယ်။ဒါပေမဲ့ပန်းအိုးထဲကနေသွေးစွန်းနေတဲ့ပတိစတွေအမိုက်တွေမကြာခဏထွက်လာတာကိုမြင်တော့ကောင်မလေးကစိတ်တူပြီးပန်းအိုးကိုရေပုံပိုင်အောက်မှာရေးဆေးပစ်လိုက်တယ်။တကယ်တော့လွန်ခဲ့တဲ့နှစ်ပေါင်း3000ကစစ်မြေပြင်တစ်ခုမှာလည်းဒီပန်းအိုးနဲ့ပုံစံတူပန်းအိုးတစ်လုံးရှိနေခဲ့တာပါစစ်တေတွေရေပြက်လက်ပြီးဒုက္ခရောက်နေချိန်မှာဟိုဘက်ခေတ်ကကောင်မလေးရေးဆေးလိုက်တဲ့ရေတွေကဒီဘက်ခေတ်ပန်းအိုးတွေကနေတဝဝစီးကျလာပါတော့တယ်ကောင်မလေးကတော့ရေပေတွေအများကြီးကျလာမှရေပိုက်ကောင်းပိတ်ဖို့မေ့သွားတာကိုသိရလိုက်တယ်ဒါပေမဲ့ပန်းအိုးတွေကြည့်လိုက်တော့ရေတစ်စက်မှမကျန်တော့တာကိုတွေ့လိုက်ရတယ်ပန်းအိုးကတခြားနေရာကိုရောက်သွားမှန်းသိလိုက်တဲ့ကောင်မလေးဟာတက်တန်းကုန်ခါနီးမုံတွေကိုပန်းအိုးထဲလောင်းထည့်ပေးလိုက်တယ်ရှေးခေတ်စစ်တေတွေကတော့နတ်ဖျားတွေကစားစရာတွေပေးသနာတွေလို့ထင်ပြီးဝမ်းသာအားရဖြစ်ကုန်ကြတယ်စစ်သူကြီးကလက်ရှိဒုက္ခရောက်နေတဲ့အခြေအနေကိုစာရေးပြီးပန်းအိုးထဲထည့်ပေးလိုက်တဲ့အခါကောင်မလေးကစာကိုဖတ်လိုက်ရပါတယ်အဲဒီနောက်ကောင်မလေးဟာကုန်ကားကြီးတွေနဲ့ပစ္စည်းတွေအများကြီးဝယ်ပြီးလွန်ခဲ့တဲ့နှစ်ပေါင်း3000စီကိုပန်းအိုးကနေတစ်စိပို့ပေးလိုက်ပါတော့တယ်နောက်ဆုံးမှာတော့စစ်သူကြီး3ကိုဝယ်ကုန်16ကိုပါထည့်ပေးလိုက်ပါသေးတယ်